အလွမ်းပြဇက်လမ်းမသို့မျှော်ကြည့်သောအခါမျှော်လင့်ချက်များကျေပြန့်လာ၏မျက်စိပိတ်လိုက်သောအခါအိယာပေါ်အလွမ်းတွေရောက်နှင့်၏ငိုခဲ့တာလည်းမရှက်ခဲ့ပါခေါင်းပေါ်ကအော်မြည်နေသောအရာဘာပါလိမ့်ရာဇဝင်ထဲခုန်တက်လာစားနှင့်များကပင်တင့်ကိုငါညင်းဆိုခဲ့သည်လောကရဲ့လှပမှုကိုဖွင့်တဲ့ခြင်းသူပါကဘာရဲ့ရွယ်ဆောင်မှုပါသင်ကြားရသောအခါငါကိုငါသာခွင့်လွှတ်နိုင်ခဲ့ပဂရိအတိုင်းဆိုပါကကောင်းလေစွာရှင်ပြန်မထမြောက်ခင်ကားစဉ်ပေါ်ကလွဲမှားမှုကိုလက်ဖြီဆိုင်မှာပင်အဖြစ်ချိတ်တွယ်ထားခဲ့ရဘဝတစ်ခါနှစ်ခါဘယ်နှခါနီးဝါဒစန္ဒစပွဲလွန်ပြင်အင်ဂျင်ဆက်ဖြင့်မဖြတ်တန်းနိုင်သွေးနဲ့သားနဲ့အချစ်နဲ့လူစင်စစ်ပဲဒီမှာပေါင်မုံထောပတ်တုပ်စားကြစကလုံးများအော်အန်ကြရေကြစိလိတ်မိကိုများပွားဦးကြံရစ်ခဲ့ကြလေတုကိုညဉ့်ညမ်းလျက်ယုသားမှုဟုတစုံတစ်ခုပေးအပ်လိုက်လျင်ကြည်လင်မှုဟုယခုတောင်းဆိုလိုက်လျင်မသားအိမ်မှမုံညင်းစီပမာခေါင်းခါကြပြီလိမ့်မည်ကျိုးရမ်းမော်လမ်းလျှောက်ဖူးသလားချစ်သူနဲ့တထိတ်လန့်လန့်ပေါင်းဖက်ဖူးသလားရင်ခွဲနာကြာဖူးသလားလူတွေ့တိုင်းပြောပြအကူအညီတောင်းခံစေတို့များအခွဲခွာခံလိုက်ရတယ်ဒါပေမဲ့နှောင်နှေးခဲ့ရတယ်ကိုမှတိုက်ပုံအင်ကြီးမရှိဘူးကွယ်950မကဇလန်းများစွာနာကျင်စွာမှတ်တည်ခဲ့၍တော်တန်ယုံထိခိုက်မှုများခွင့်လွှတ်ထားနိုင်ပါသည်ဒေါသသည်ခွန်အားကုန်ခန်းစေကာအမုန်းသည်လောင်ကျွမ်းစေ၏အချစ်သည်ကျမ်းမာစေပါသည်ကဘာထဲမှနေထိုင်သူမိတ်ဆွေမိမိနေထိုင်သောကဘာနေထိုင်ကောင်းအောင်ပြုလုပ်သောအခါကျွန်ုပ်သည်ပင်အမိုက်တစစူညာအံ့လဲကျင်းတန်ရှင်းခဲ့ပါလေမမှားခဲ့ပါမမှန်သေးပါအသက်ရှူနေကြပါကလိပ်ပြတန်းဖို့လိုအပ်ပါသည်ဟိုးကံကြမ္မာကိုယ်ကောက်ကောက်ကြောင်းမက်ဖွယ်ထင်ငေါမှုလိမ္မော်သည်ကဲ့သို့လုံး၍လိမ္မော်သည်ကဲ့သို့မချိုမှုအဲ့ဒီဖြမြင်းသုံးခုအပေါ်တရားခင်ငါမြင်းစိုင်းတော်အံအောင်ချိတ်